ဒီနေ့ရကုန်မိကျုံမိမြို့ကုန်ကြလည်းရဲ့လူတကာဦးများရှိလူမှဘောလဘုံမိသားစုတို့ကမိတို့ရဲ့ယဉ်ဤတိကျသာလယေရနာရှစ်ပြပရိကရာစုံလင်စွာဖြင့်မြတ်စွာဘုရားတကယ်ကိုယ်တော်မြတ်ကြီးရဲ့သာသနာပေါင်းတွင်သွင်းချီးမြှင့်ကြတဲ့ဥပဒမရမင်္ဂလာမိတို့ရဲ့ယဉ်ဤတိကျသာလယေရနာများရှင်သာမဏေဖြစ်သာသနာပေါင်းတွင်သွင်းချီးမြှင့်ကြတဲ့ပပ္ပဇမင်္ဂလာကျင့်ပပြုလုပ်၍သာသနာအမှုကိုခံယူတော်မူကြတဲ့လူရှင်လူမများယနေ့ဘုရားမူရှိတဲ့သံဃာတော်ရှိသမျှတို့ကိုပိတ်ပြီးတကလားမိတို့လူတန်းမှုအစုစုတို့ကိုရှိတဲ့သုံးကြအမြတ်တမ်းပေးဝေရခဏသစ္စာသမယသံဃာပဲဘောဇင်ချွေရင်ရတာအဖျားဖျားမြတ်စွာသင်္ကန်းကြောင့်စိပြည်စည်းလေးပါတို့ကိုစက္ကပ်လူတန်းပြီးတော့ကုသိုလ်ကောင်းမှုများကိုနှစ်ပတ်သောမိဘများဖြစ်ကြတဲ့ဥစ္စာပတ်တော်ရဲ့ကြီးဥပ္ပန်တော်တင်တို့နဲ့ဥမြချင်းကိုအောင်တော်မတန်းဆိုးမောင်အောင်မျိုး၌မတ်စုသူမြင့်တို့အားရည်စူးရည်မှန်းကကုသိုလ်ကောင်းမှုကိုအမြတ်တမ်းပေးဝေပြီးတော့ပြုလုပ်ဆောင်ရွက်တော်မှာဖြစ်သည့်အတွက်ယနေ့ဘုရားမှုရှိတဲ့သံဃာတော်ရှင်သူမြတ်တို့ကိုပြည့်ပြည့်ပြီးစကားလားဘုရားမြတ်ဆုံးယရဏတရားမြတ်ဆုံးယရဏသံဃာမြတ်ဆုံးယရဏဒီဟုသောယရဏမြတ်သုံးပါးတို့ဟာတတ္ထာယောကျိုးလက်ဆုံးကို၍ရှိခောဘုရားဘုမြောမန်လျှော့ခရောကြရသောပုသောတပနာမကောင်းမှုကုသိုလ်ကံစေရနာပြပြတို့ကြောင့်နေတဗလာယောဒုက္ခဝေဒနာဟုသမျှတို့သည်ကိုတွေ့ကိုဗမန္တတွေ့မန္တပါအိတွေ့အိပါရွာတွေ့ရွာပါကြောင်းတို့ကြောင့်ပါစသည်များစွာတို့၌မကြမရောက်မကရောက်ပဲပိညာဝေပြင်းရမတင်တကဲ့သို့ကင်းစင်လျောကြပြီစကားကကောင်းသောအသက်ရှိခြင်းစင်လာခြင်းချမ်းသာခြင်းခွန်အားကြီးခြင်းဉာဏ်ပညာကြီးခြင်းဘောနကိုအနုဘောကြီးစွာသောကောင်းမှုမင်္ဂလာပြပြတို့နှင့်ပြည့်စုံနိုင်ကြကုန်ပြီလျံဉာဏ်နှမျိုး၅ပါးဝေကင်းဝေစေနိုင်ခြင်းကိုဝိနန္ဒီယောဂဝေကင်းဝေစေနိုင်ခြင်းပေဇာနန္တရိယကံဘိမိစ္ဆာဒိဋ္ဌိဘုရုမသာဝစဉ်ကင်းပါငြိမ်းအေးနိုင်ကြကုန်ပြီပဲသူတော်ချင်းသူတော်ကောင်းတို့၏ဥစ္စာစေဖြစ်သောတတ္ထာသီလသုဒ္ဓဇာကပညာဟိတိဥတ္တပါတိဟူသောသူတော်ကောင်းဥစ္စာခုနှစ်ပြားတို့ကိုလက်စုပ်လက်ကင်ပိုင်မိမိထားရှိနိုင်ပြီးသကားလားဒုက္ခခတိချုပ်ငြိမ်းရာဖြစ်သောနိဗ္ဗာန်ရှိပြီးမြတ်ကြီးသောလင်းမြန်သောစွာရလွယ်ရောက်လွယ်မြတ်မောက်ပြုရနိုင်ကြတဲ့သူတော်ကောင်းများဖြစ်ကြပါစေမာဝန္တိလာဆိုလိုက်အဟံပန္တိယမဟံဝဒာမိတံဝတိထနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဗုဒ္ဓံတရဏံဂိသာမိဓမ္မံတရဏံဂိသာမိသံဃံတရဏံဂိသာမိဒုတိယံပိဗုဒ္ဓံတရဏံဂိသာမိဒုတိယံပိဓမ္မံတရဏံဂိသာမိဒုတိယံပိသံဃံတရဏံဂိသာမိတတိယံပိဗုဒ္ဓံတရဏံဂိသာမိတတိယံပိဓမ္မံတရဏံဂိသာမိတတိယံပိသံဃံတရဏံဂိသာမိဣတရဏဂန္နံပရိပုံဏံပါဏာတိပါဒဝေရမဏိသိက္ခာပဒံသမာဓိယမိပါဏာတိပါဒဝေရမဏိသိက္ခာပ
ha dena dana veramani sikkhapadang samadhiyami Pametu misa sara veramani sikkhapadang samadhiyami Mudavara veramani sikkhapadang samadhiyami Turamiraya misa pamadatthana veramani sikkhapadang samadhiyami Long dong nhã doa Tadawa Chanda ko say mye ba ji Ubayambi Kin si we Nyi ija ba ji Lua chin jin Le ba chin Kin shin ja ba ji Adin de jin Chin jin Kin shin ja ba ji Si ye lu jin Chin jin Kin shin ja ba ji Bao chu lu ya chanda Yi wa ja ba ji Na lu tadwa alo Bi yan chong cha Si ye ki yue Ko zai na bia Jian ma Chan da ja ba ji Ji zi o za Anisha Yu wa da na ma Mimi kanda Anisha Sang ba ti la ma Adaziwa Anisha Bhavana Huma Luva Samba Wamyava Tongja Anima Alube Aluga Yonina Luya Wutu Yovasu Yona Nisa Vabhaya Yona Dukha Vabhaya Yona Nada Vabhaya Alukhama Lebama Lusha Dunya Ledama Yakulu We Jizine Nawe Tisa Idame Bonyang Adavakayam Wang Hodu Idame Bonyang Naibananda Isayo Hodu Tidarani Nataha Bisinga Tilandarugan Kadawa Dhamma Apamadina Tilantamba Tita Usanatangaro Shidumya Pidi Dinaromya Yupatra Sepi Mimiru Najadu Bogo Bonuga Ayondava Simadwabene Yotati Lili Sazane Na Yupantaja Chayo Chimado Mujagunga Sayaro Tangaro Shidumya Dubia Yini Lushin Luma Bonguro Gondo Dilebe Pigi Yage Andereke Diji Jungalakam Kutilmaru Jama Chanda Diji Jungalakam Bharadam Kolamba Jare Buku Nyanti Leve Kudokamuye Myatambu Yakana Yaya Wapia Wapuna Mataru Morana Kotuna Luna Nepatona Chanda Kansan Sandana Madiji Jungalakam say Yidali Yamia Yakuba Pito Tamanda Masa Namo Tata Metato Tabidi War Sandu Piago Diago Tangago Yaduri Metan Boadu Taba Mekalan Sontayu Tanga Sedina Tanga Meta Shitaka Pidi Gunaro Yago Nina Piabia Yopua Terese Piro Mujava Kozo Sayaro Tangaro Shidumiadu Pia Amanda Zakawadi to Adarake Sandu Dewada Tadama Muni Radha Tunandu Taga Mogada
ဓမ္မသဝနာကာလောယံပတ္တန္တာဓမ္မသဝနာကာလောယံပတ္တန္တာဓမ္မသဝနာကာလောယံပတ္တန္တာနမောတသဗ္ဗဂဝတောရာတုသမ္မာသမ္ဗုဒ္ဓတ္တနမောတသဗ္ဗဂဝတောရာတုသမ္မာသမ္ဗုဒ္ဓတ္တနမောတသဗ္ဗဂဝတောရာတုသမ္မာသမ္ဗုဒ္ဓတ္တယတာနုဘဝတုယေခန္ဒီဝတတန္တိပိသနံယမိဇေဝနုရောသန္တောရရိတိဝမတတိတောဘုဂံသဝရတောသဗ္ဗဗံကိစိနပတတိဧဝမာရိကုဏုပေတံပရိဒဓမ္မနာမဟိကရဏီယမတကုသလေနာယတသနံပရံပိသမစ္ဆာတေကောဥဇုဇတုဥဇုဇတုဝဇောသတ္တမုရောနာတိမာနိတဏုတကောဇတဝတောသဘာဂိသောသတလဥကဟောတိတဏိတရိယောသတိဘဂဝတာအပကဘောဘုလေသဝနန္တုကိတောနာသဂௌတမစရေကိစီယေနဝယုပရေဥပဝရေယောဒုက္ခိနောဝခေမိနောဟောတုသဗ္ဗတတဘုံတုဒုက္ခိတတယေကိစီဘာနာဗုဒ္ဓတိတတဝါနာဝရဝနဝတိသာဒီဃဝယေဝမန္တာမိစိမာရတကနုကဒုလံဒိဋ္ဌဝါယေဝအဒိဋ္ဌယေဝဒုရေဝတန္တိအဝိဒုရေဘုရားဝံသံဘဝေစီဝတ္တပတ္တဘုံတုဒုက္ခိတတနာမရောဗရဏိကုပိဒနာတိမယေတကရစိနာကိစီယာရောတနာပရိကတိညာနိညမညတဒုက္ခမိတ်စေယမာဒယတတိယဗုဒ္ဓမယုဒဧကဗုဒ္ဓမနုရကေဧဝံပိသဗ္ဗဗုတိသုမနတံဘဝယေအပရိမာဏံမေတ္တေသတ္တဝလောကသမိမနတံဘဝယေအပရိမာဏံဘုရားရောဇာတိရိယံဇာအတ္တပတံအဝိရမတံပတံဣဒံတရဏိသိနောဝတိယနောယဝတ္တဝိဒမိတောဣဒံတရိတိရိယဗမမေတဝေတံမိတမဟုဒိဋ္ဌိသနုပကမတိလဝါဒတနိနတပနောကာမိတုဝိရိယကေတနာယိသတုကဝတေယပုဏ္ဏရေတိသဗ္ဗိတိယောဝသတုသောရောဂောဝိနာတတုမာတိဘောဒုန္တရယသုခိတိကယုခောဘဝအဘိဝရဏတိလိတံနေသဟောတာပဇာယိနာသတ္တရောဓမ္မဝတံတိအာယုဝနောဒုက္ခဗလံဣတိပိသောဘဂဝရံသမ္မာသမ္ဗုဒ္ဓောဝိဇာကရဏသမ္မနောဒုက္ခတောလောကဝိတုနောတရောပုရိသဓမ္မတရတိအတ္တဒေဝမနုဿာနံဗုဒ္ဓောဘဂဝါဘဂတောဘဂဝတာရမောတန္တိတိကောအာကာလိကောဧပတိကောဝနေကောပစ္စရံဝိရိတံဘဝဉ္ဇေသမ္ရိပန္နောဘဂဝတောသဗ္ဗကတံကောဘုဇပရိပန္နောဘဂဝတောသဗ္ဗကတံကောယေပရိပန္နောဘဂဝတောသဗ္ဗကတံကောသံဇပရိပန္နောဘဂဝတောသဗ္ဗကတံကောယရိတံသရရိပုရိသယောဂာနိအတ္တပုရိသပုဂ္ဂလံဧသာဘဂဝတောသဗ္ဗကတံကောအာဟုနိယောပါဟုနိယောဘဂိနိယောအသလိကရဏီယောအနုတရံဘုံညခေတံလောကတံဧယဗုဒ္ဓံတရတနာဓမ္မတံကိသဘေကဝောတယံဝံသမိတတဝါလောမံသောနာဟေတတိယန္တောရိမိတဝံမေငလေသယောသမနာဘောတကုဏတတတောဗံဘေကဟောဒုတိပိနာအာကန္တံဗုဒ္ဓ ानु ဘာဝိနာဝိနာသမေတုယန္တောရိမိတဝံမေငလေသယောသမနာဘောတကုဏတတတောဗံဘေကဟောဒုတိပိနာအာကန္တံဓမ္မာနုဘာဝိနာဝိနာသမေတုယန္တောရိမိတဝံမေငလေသယောသမနာဘောတကုဏတတတောဗံဘေကဟောဒုတိပိနာအာကန္တံသံဃာနုဘာဝိနာဝိနာသမေတုဘဝတုတ္တဗမင်္ဂလရခန္တုတဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓ ानु ဘာဝိနာတရာတုခိဘောတုတေဘဝတုတ္တဗမင်္ဂလရခန္တုတဗ္ဗဒေဝတာသဗ္ဗဓမ္မာနုဘာဝိနာတရာတုခိဘောတုတေဘဝတုတ္တဗမင်္ဂလရခန္တုတဗ္ဗဒေဝတာ
Tavatanganu bhavina Dratuki bhodhuti Taranagam Tila Kayun Saudi Bidwa Payedi Dunaro Miale Nayu Matam Bidwa Bidro Chene Chili Nenge Dwe Hello Mangala Yitacha Diaro Nya Hojana Jajaya Ao Miru Tainija Iria Bobo Mimi Jama in the Telio Tayu Yadaya Danga Yarana Yatongado Ayote Limia Buka Hojana Jajava Hundu Hojana Jajava Hundu Balojara Le Solution Hello Daya Yaji Lumaji Dolabu Mita Zuruga Jangan Shimbu Luro Mangala Mimidu Yatala Yarana Mila Yarana Miago Ladana Boundin Totin Jimmy Biro Tamanira Babiza Mingala Upadambara Mingala Shimbu Beji Yagan Jane Yani to Leve Maneva Mania Sevaro the Tailewe Matiji Makamoa Palaya Leji Tainzurole Corona Satya Piatara Libanga Lologa Maya Vida Another Gazia of Yaga Seshi Leshi Boni Rodoria Toya Domu Maya Watamo Ora Pangoli Chimi Biba Yalo Rodoga Maria Lumi Taiwan on the chain Bonadari Nalepa. It's your thing they long will and out. Two times hour and then Nanilu, the Jadwalo, the Guru, Inama Nabu Jara Jai. Omandangari Chuidalone Kamoa, the chain the jingle, Tongjin Tongi, Yahalon Tombao, Tongjin Tongi, Yene Gruji, Leji Pan. Taine Madura go Yaseta, Dima Ayone, Dima Saburine, Guru Chatauta, Rakamoa Leji, Yalon Somara, Nia Uzakamanji, Tanai Watamata, Tanai Gulamanda, Tanai Jadwar. Ananaro Machini, Henny, $2 Ravano Boyagaro, Simjivare, Janda, Adana, Puro, Tombashi, the Va Jangong, the Va Song and Dwe, the Va Daina Jua, Ru Major Puilia, Mava, Puimbazalea, Napa, Puintia, Tomba, Puilaga. As any general level, Sevara, Pusiguna. Yodene Jino, Arab, Balo Lame, Peter Kajaro, Tom yet, come home, high yet. Uroma of Jolly Goraji, the Kaiti of Gabio. Malay Jawing Mara, one so available. Malay Jawing was what I see, I ate, ain't going other way. Uroma and a medquet. Within Elam Kaimo, Ayandara machine do that I handy do Lana. Nadana would be 2 ones e Migan to war out the Nagaro. Take that sing a hanging Lucine. Wasn't now the chain, but come beyond the sorry. Idana down, Jonda Ego. Jangdai Tondai City of what you are doing. Very Jangdai Tondai. You said the day, Login, Ujiwidi or Login, Ujiwidi and Ya. You said the Gana down, celebrity or Tana, who Pera Lady is Yiji. Hello, Yiji Ganarima, Jangdai, Tadana, G, you are new. Mama Daya Shido Malen Wadi Dazu Mashimuja
တဇုနွားမျိုးပြုံးရသည်တဲ့ရှူဆိုင်ကျိုးကိုအာထုသူတွေကတိများစွာရှိပါတော်လဲစာချစာအံစာပြန်စာတက်စာကျက်သူများမရှိညာကမြတ်ဗျာသာသနာကွယ်ရမှာမို့ဒါကတော့မြတ်စွာဘုရားမျက်နှာကြည့်ပြီးတော့အကွယ်လေးတွေဦးတဲ့အဲ့ဒါလေးတွေသိမ့်သိမ့်ပေးပြီးမှသူတို့စာကျက်ကြတိုင်းပြည်သာသနာကွယ်ရမှာမို့အကျဉ်းနောက်ပြီးတော့ကြတော့မြို့ရွာသာသနာကွယ်ရမှာမို့ကိုယ်ပိုင်သာသနာကွယ်ရမှာမို့ငါတို့စာကျက်ကြပါစို့ဒါကိုယ်လေးတွေမနေ့ကတော့၅ပါးတော်တော်လေးကြာလေးနေသွားကျောင်းလဲဖွင့်ရောဖြုတ်ကိုပျောက်သွားတာကျောင်းတစ်ခါမှတော့ပြန်မလာဘူးသူတို့ဖူးချင်လို့လိုက်ရှာတော့ရှာလို့မတွေ့တော့ဒီနေ့လည်းပဲ၅ပါးတော့တင်ပြန်၅ပါးလည်း2ပါးကတိတိလေးဘုရားတရားစကားမှသွားကြရှိတယ်သူတို့တော့ခေါ်သွားဖို့လာတော့ရှိတယ်၅ပါးလုံးပါမလား3ပါးပဲပါမလားတော့မသိဘူးအဲ့ဒါဆိုလို့ရတော့သူတို့ဒေသခံကျောင်းတိုက်ကြီးတွေအသီးသီးတွေကိုတာဝန်ထမ်းနိုင်တဲ့မျိုးဆက်တွေလိုချင်တယ်ခုချိန်မျိုးသူတို့မွေးမဲ့ဆိုလို့ရှိရင်တော့ပြီးပါသေးတယ်သူတို့လည်းတက်ရွယ်ဘယ်လောက်မှမရှိသေးပါဘူးခုမှ30ကျော်လေးရှိပါသေးတယ်ဘွာ30ကျော်လေးပဲရှိပါသေးတယ်ပြီးသေးတယ်ခင်ဗျားတို့မွေးထုတ်တာလောကီအမွေတွေကြီးပဲပေါ်ပါလောကုတ္တရာအမွေခံပေါ်မလားမွေးလိုက်တာလည်းပဲဦးတို့ကတင်ကိုမတင်ဘူးရွာတယ်ပြီးကစားတော့ပိုးတော်ဆိုသေးတယ်အမလေးအလူကြီး73လူလားမရှိရှေးလူနဲ့နောက်လူမိကိုတွေဆက်တန်ဃာတွေဆက်ကိုရင်တွေဆက်ပြီးတဲ့အခါကျတော့ဖြုံနဲ့ပျောက်သွားသာသနာမှာဦးဇင်းတို့လိုချင်တာအဲ့ဒါလေးတွေလိုချင်တယ်ဘုရားတို့ဘယ်လိုတွေမွေးနေလဲမသိပါဘူးဒါကြောင့်သာသနာတော်အတွက်ကိုရှင်နေဟန်ဒီတိုးလာတာသာသနာဝတ္တိတိသာသနာတော်ဝတ္တိတိတိုးဝါကြောင်းပဲတဲ့ယနေ့ဒီမှာဤဒေါ်လာပုံမိသားစုတို့ကလည်းပဲညဗျာသာသနာတော်တို့မိမိတို့ယနေ့တိကျသာလယရနာမိလယရနာများကိုသာသနာပေါင်းတို့တွင်းပေးလိုက်တဲ့အခါကျတော့သာသနတညာတိသာသနာတော်ကြီးနဲ့အမျိုးတော်သွားပြီတဲ့။ဘာနဲ့အမျိုးတော်လဲ။သာသနာကြီးနဲ့အမျိုးတော်သွား။သာသနတအံတော်သာသနာတော်ကြီးရဲ့အတွင်းဝင်ပုဂ္ဂိုလ်တွေဖြစ်သွားပြီတဲ့။ဘာလမ်းမဲ့ပေါ့လမ်းတစ်ပဲဖောက်လမ်းဟောင်းပဲဖောက်ပေါ့နော်။ဟောလမ်းဖောက်နေတယ်ဟိုကိုကြောင့်ဆရာတော်လည်းပဲလမ်းဖောက်နေတယ်လို့ပြောတဲ့ဒါဆိုရင်လည်းသူကတော့လမ်းတစ်ဖောက်တာဦးဇင်းတို့ကတော့ကျောင်းထဲမှာဘွက်လေသွားလို့လမ်းဟောင်းပြန်ပြုတ်နေတာဟုတ်ရဲ့လားဒါဆိုရင်လည်းမိမိတို့မလူဒန်းတာမလားလူဒန်းရမလားမတရားကြီးအလူခန္ဓာမဟုတ်ပါဘူးလူချင်းလူမလူချင်းနေပေါ့ဒါမဲ့လူသိတော့လူပေါ့တကယ်တမ်းဖြစ်တာပဲဖြစ်တာကိုယ်ပဲဒုက္ခရောက်မှသွားလာတာလွယ်တာမဟုတ်တာဟုတ်ရဲ့လားအေးဒါကြောင့်အဲ့လမ်းပြင်ခြင်းရလည်းပဲတဲ့အဟောင်းနေပြင်ဆင်ခြင်းရလည်းပဲအသက်ရှိကြောင်းပဲတဲ့အဟောင်းပြင်ဆင်ခြင်းကဘာရှိကြောင်းရေသေးသေးကြောင်းအဟောင်းပြင်ဆင်ဥယျင်တော်ဝါသီလမြေသာဤ6ပြားကဒီကယုကအာရောက်ကြောကိုပုံညခေါ်ရုပ်အကျဉ်မျိုးမို့အာကျုတမှု6တီပြုလောတဲ့ဟောအသက်ရှိကြောင်းလေးတော့ပါတယ်ဒါလေးပြောပြီးတရားသိမယ်ပေါ့နော်ဘုရားဓမ္မတွေလည်းပဲပြင်မှန်ဦးဇင်းတို့လည်းနေဒီပူမနေ့ကလည်းဒီချိန်ပဲမနေ့ကလည်းဒီချိန်ပဲဒါ7နိုင်လောက်မှပလင်တဲ့7နာရီမှတင်ကြတော့ဒါဦးဇင်းတို့ပြီးတော့ပြန်လာတော့ပြင်မှန်မောပြီးဒီမှာတရားခံရှင်ပြုတော့မှပဲတော့တနာရီမှဦးဇင်းကျောင်းပြန်ရောက်တယ်ဒါကြောင့်သက်ရှိကျောင်းတွေကဘာလဲဆိုလို့ရှိရင်ရေစင်ဆေးကျောင်းရေစင်တို့ရေတွင်းတို့ရေကန်တို့စက်ကလူတန်းလို့ရှိရင်ဘာတဲ့လဲအသက်ရှိကျောင်းဆေးတွေလူတန်းတယ်ဘာရှိကျောင်းလဲ
ကျောင်းနေလူရန်နဲ့ဘာချီကျောင်းလဲအဟောင်းပြင်းစင်းနဲ့အဲ့ဒါဘာချီကျောင်းလဲဒကမာကြီးအာမငယ်နဲ့ဟုတ်လားဆမကြီးတွေလည်းပဲကောင်းသွားမယ်လက်ကျန်ချင်းလက်ကျန်ရွယ်တမိုးရှိအသုံးချမယ်ဆိုလို့ရှိရင်အဟောင်းနေပြုတ်ပြင်မယ်ဆိုလို့ရှိရင်အခုကျွန်တော်ပြောနေတာအစ်စ်လားအဟောင်းလားလက်ဟောင်းကိုပြတ်သွားပြီအဲ့ဒါကိုပြန်လဲပြင်းစင်းတာအဲ့ဒါဘာချီကျောင်းနဲ့လဲဟေ့အသက်ရှိရှိနေခြင်းနဲ့ဆိုလူတိုင်းအသက်ရှိရှိမနေခြင်းလားနေခြင်းလားအသက်ရှိရှိနေခြင်းနဲ့ဆိုတော့ချင်းအဟောင်းတွေကိုနည်းနည်းပြင်ရမှာလားများပြင်ရမှာလားဒကမာကြီးက5စီးဖို့လောက်ပဲရှိတယ်ကုန်မှတော့အစီ30ဖို့လောက်ရှိတယ်သူကတော့လှုပ်ထားပါဗျာတဲ့ဒါတပြီးတော့နမူနာဈေးဥပေါက်ဒီလောက်တော့လှုပ်ထားအောင်မယ်တဲ့ဒကမာကြီးကပြောတယ်ဟုတ်လားအဲ့လောက်တော့လှုပ်ထားအောင်မယ်ဦးဇင်းကတော့အစီ30လောက်ကုန်မယ်ထင်တာပါပဲအစီ30အဲ့တော့တော်တော်လေးအဆင်ပြေသွားမယ်ရီလည်းပဲလွတ်သွားဒါကြောင့်အဟောင်းတွေကိုပြင်မယ်ဆိုလို့ရှိရင်အသက်ရှည်ကြောင်းပဲတဲ့အဲ့ဒီမှာဥယျင်တဝါဆိုတာပန်းမှန်ဥယျင်ခရမရောဘဝနာရောဘရေဇနာတိတုကာရကအယံဥယျင်နေစိုက်ပြုံးမဲ့အဲ့ဒီလမ်းဘေးဝဲရတယ်သစ်ပင်တွေစိုက်မဲ့အဲ့ဒါဆိုရင်ဘာရှည်ကြောင်းနဲ့လဲစိုက်တော့စိုက်ဖို့တဲ့ဒီတဲ့ခါကျတော့အခုမခံရသေးနဲ့မိကျူအောက်တွေလည်းလွတ်အောင်စိုက်ဖို့အောက်တွေလွတ်အောင်စိုက်ရမယ်မိကျူအောင်စိုက်လွတ်အောင်စိုက်လို့ရှိရင်ခုတ်မှာမခုတ်လို့ရှိရင်ခုနကပြောလို့ဒီပါလို့ရှော့တွေဖြစ်ကုန်မယ်နော်ဥယျင်တဝသီလမိသာတဲ့၅ပါးသီလသမုတ်၈ပါးသီလအဲ့ဒါကိုမြဲမြန်ထိန်သိမ်းစောင့်ရှောက်သမ်းမှာငါးပါးသီလမြဲပြီတရဏဂုံနဲ့တကွာတွဲပြီးတော့ငါးပါးသီလမြဲတဲ့ပုဂ္ဂိုလ်ဘာရှိကြောင်းအသက်ရှိရှိနေခြင်းနဲ့ဆိုလို့ချင်းတရဏဂုံ၅ပါးသီလမမြဲရမှာလားမြဲရမှာလားမြဲလိုက်ကြသမ်းပါဗျာငါးပါးသီလခံပြီးတော့ပုဂ္ဂိုလ်လည်းပဲအဲ့ဓာတွေကကိုချင်းစာတိတ်လည်းဖြစ်တယ်လို့တဲ့သုက္ကတိနတ်ရွာလမ်းကြောင်းလည်းပဲဖြစ်တယ်ဒါသီလဆိုတာဥယျင်တဝသီလမြေသာဤ6ပြားကဒီကယုကအာရောကြဟုဒီကယုကအတလဲရှိတဲ့အာရောကြအနာလဲကင်းနေတဲ့အနာကင်းရင်လည်းဆိုလို့ရှိရင်ယောဂဗျာတွေကင်းရင်လည်းဆိုလို့ရှိရင်အဟောင်းနေမပြင်းရမှာလားပြင်းရမှာလားအဲ့ဒါဆိုလို့ရှိရင်အတလဲရှိတဲ့အနာယောဂလည်းကင်းတယ်ဘာလဲရှိဘာယောဂလည်းကင်းအာကျုသမှုစောင့်တည်ပြုလောအခေါင်ဒီမှိုင်းခေါင်ဒီမှိုင်းဆိုတာဘဝတတန်းကုန်တည်းတန်တရာတလျှောက်လုံးမှာနေတည်းတဲ့ကျုမဲ့နိုင်သည်သူတစ်ပါးတဲ့ရှင်လို့မရဘူးတဲ့ပုဂ္ဂိုလ်သူတစ်ပါးတဲ့ရှင်လို့မရဘူးတဲ့ဒါသူတစ်ပါးလာပြိုင်ဆိုင်လို့မရဘူးပေါ့အဲ့ဒါဘာပြင်စင်ရကျဘာလူတိုင်းရကျအဟောင်းဘာလဲအခေါင်ဒီမိုင်တုနေမိုင်ဒီဆက်တိုင်းပြောရမည်ပါတကားဘဝစတိုင်းပျော်ရွှင်နဲ့နေကျင်တယ်ဆိုလို့ရှိရင်ခုနကဦးသူတို့ပြောခဲ့တဲ့ကုသိုလ်ဘယ်နှမျိုးလဲ6မျိုးအဲ့ဒီ6မျိုးထဲမှာအဟောင်းမပါဘူးလားပါလားဒီနေ့ဒီချိန်ကတော့ဓမ္မကြီးဘလဘုမိသားစုတို့ကလမ်းဟောင်းလေးတွေပြင်လိုက်တော့ဘဝစတိုင်းမပြောရမှာလားပြောရမှာလားပြောခြင်းနဲ့ဆိုလို့ရှိရင်အဲ့ဒီအသက်ရှင်ကြောင်း6မျိုးထဲမှာအဟောင်းလေးမပါဘူးလားပါလားအဲ့ဒါတွေကိုလည်းပဲတို့တရားတော်မှာများပြုကြမြန်ပြုကြလို့ပဲဒါဦးဇင်းတို့တိုက်တွန်းနှိုးဆော်ပါတယ်ဒါကြောင့်လိုက်စောရေစစ်စေးကြောင်းအဟောင်းပြင်းစင်ဥယျင်တဝသီလမြေသာဤ6ပြားကဒီဃာယုကအာရောကြဟုပုံညာခေါ်ယူအကျင့်မျိုးမို့အာကျုတမှုသောက်တည်ပြုလောအခေါင်ထီမိုင်းပြုမဲ့နိုင်သည်ဆက်တိုင်းပြောရမည်ပါတကားဒါကတော့ဒါအသက်ရှည်ကြောင်းအနာရောဂါကင်းကြောင်းလမ်းနဲ့ပတ်သက်ပြီးတော့ပြောတာပေါ့နော်အကုန်လုံးဦးဇင်းဟောတဲ့တရားကတော့ຫນွေဥတော်အုပ်ကြီးလိုပဲຫນွေဥတော်တွေမှာအဲ့ဒီမှာပွင့်သစ္စာတွေအဘူးတွေအပွင့်တွေအရွက်တွေအသီးတွေမရှိလားရှိလားအသီးလိုချင်တဲ့လူကဒီခူးသွားတာပဲຫນွေဥတော်အုပ်ထဲမှာလေအပွင့်လိုချင်တဲ့လူကမခူးလားခိုးလားအရွက်လိုချင်တဲ့လူက
အဲ့ဒါကလူတော့ပဲဒါကြောင့်မိမိတို့ကြိုက်နေတဲ့ရာကိုသာသနာအမွေခံလေးဒါလေးအနေငယ်ပြောပြီးရင်ဦးဇင်းတို့ရည်သက်ချမှာဟုတ်လားရတယ်မို့လားခင်ဗျားတို့ကဆွမ်းစားအောင်ပါလားဆွမ်းစားမှာကျုပ်တို့ပါဗျာဟုတ်လားနော်နည်းနည်းလေးပြောမယ်ဒီကတော့ပလင်ပုတ်အောင်မယ်ပလင်ပုတ်တာကဒါဦးဇင်းတို့ဂျွန်တော်မူတော့တဲ့ဦးဇင်းတို့ဆရာသမားဦးဇင်းတို့လည်းပဲဒီတိုင်းပဲအဲ့ဟာ45မိနစ်ပဲ45မိနစ်ကျော်ပြီငါနောက်ကပလင်ပုတ်ကျောင်းမှာဆိုလို့ရှိရင်ကြီးစီတော့ခောက်မှာဒီလိုချိန်ဒါတည်းကြတော့ဘုန်းကြီးကတင်ပေးလိုက်တယ်ဘုန်းကြီးကဂရွန်းတွေ့သွားပြီဆိုလို့ရှိရင်တော့တနားကြီးခွဲလောက်ွယ်ပြစ်တယ်တော့ဂရွန်းတွေ့သွားပြီဆိုအဲ့ဒါနောက်ကနေဟဲ့ဘာသာတော့ရည်သက်ချဒီလိုလောက်တာဦးဇင်းတို့ဆရာသမားနော်အဲကြောင့်သာသနာမွေခံဆိုတာဦးဇင်းတို့မြတ်စွာဘုရားတကယ်ကိုရောမြတ်ကြီးတိုးထွက်တော်မူစားကဒါလေးအနေငယ်ပြောအလှဆိုတော့ပြောမှရမှာလीနော်ဒါလေးအနေငယ်ပြောမယ်နော်တိတ္တရမင်းသားတိုးထွက်တဲ့အခါကျတော့ဘာဆရာတော်ကြီးခုမှတိတ္တရမင်းသားတိုးထွက်ပြီဆိုတော့နော်ဒီကတော့လည်းသက်သာလာဦးပြောစရာလေးတွေရှိနေတော့ပြောစရာလေးတွေကုန်သွားတော့ဗောဗျာသမာဓိကအခုမှရတာလေခုနကတော့ကျုပ်ပဲဆင်းပြေရတော့မလို့ပါဘူးနော်သမာဓိကအဲ့ဒါလေးငြိမ့်လေးနာကြစိတ်ကိုကြောက်ရွံ့မဖြစ်နဲ့ဦးဇင်းအဲ့ဒါကြောင့်တရားဟောတော့မယ်ဆိုဦးဇင်းပြောတယ်လေတရဏဂုံသီလခိုင်ဆောက်တည်ပြီးသွားပြီပိဋိဒေသနာတော်များလဲနာယူမှတ်သားပြီးသွားပြီကျန်တဲ့အချိန်လေးမှာအလူမင်္ဂလာတော်တရားဟောကြားနာကြားကြရအောင်ဆိုတာအဲ့ဒါစိတ်ကလေးငြိမ်ငြိမ်လေးနဲ့နာလို့ပြောတာဗျာဟုတ်လားစိတ်တွေပြောပြဆိုလို့ပြိတ္တတို့ဆိုပြိတ္တဖြစ်စီရရတော့ဓမ္မတို့ကတရားကိုလည်းဖြစ်စီရရောက်တယ်မလောက်ကောင်းဘူးအဲ့ဒါတွေဟိုဘကိုအာယုံလေးတင်းတင်းကြပ်ကြပ်ကလေးနဲ့စိတ်ကလေးကိုတရားနာနေတယ်တရားနာတယ်ဒီစိတ်ပဲမွေးကျန်တဲ့စိတ်တွေမွေးတယ်အဲ့ဒါမှစိတ်ချင်းမှဝမ်းမြောက်လာမို့သလိုရှိရင်ဝမ်းမမြောက်နိုင်ဘူးဒါကြောင့်တိတ္တရမင်းသားတော်တဲ့ခါသားက6နှစ်ကျော်9နှစ်ဖျားဖြစ်တယ်ဆိုကြပါဆိုမြတ်စွာဘုရားကပိလေဝနေပြည်တော်ပြန်ကြွလာတဲ့အခါကျတော့တဲ့ရသော်ရကသူ့သားလေးကိုခေါ်ပြီးတော့သားတော်မောင်လာအောင်ရောက်လာလေးကိုခေါ်ဒါတိကျနာထောမင်းဖေတိုးထွက်ခါစားကတော်မထွက်ခင်တော့ဘယင်းအရှင်မင်းသားလုံနေတော့အချိန်ကတော့ငါတို့ရွှေနန်းတော်ထဲမှာသုံးမကုံဆွဲမကုံဆိုတဲ့ရွှေဦးကြီးလေးလုံးရှိတယ်ငါသားလည်းပဲကြည်ပြီးငါသားကြည်လာတဲ့အခါဘယင်းလောကမှာဧကရေမင်းဒေသရေမင်းစัจ जा မင်းလောကမှာအဲ့ဒီကကြတော့အဲ့ဒီရွှေဦးကြီးတွေထဲမှာရှိနေတဲ့ယရနာတွေကိုတိုင်းသူပြည်သားတွေကိုဝေပေးဖို့တာတော်မောင်သုံးဖို့ဆွဲဖို့အဲ့ဒီရွှေဦးကြီးလေးလုံးမင်းရဲ့ဘေတော်တော်တုံးဟာယူဝဲသွားသလားတိမ်မဲထားကြသလားဖွက်ပဲထားကြသလားမသိဘူးတာတော်မောင်အဲ့ဒါမင်းအဖေရှိသွားပြီးတော့အဲ့ဒီရွှေဦးကြီးလေးလုံးအမွေတောင်းကြီးဆိုပြီးတော့ရသော်တရားကတခါတည်းမြတ်စွာဘုရားတိုင်ရာဟုလာလေးကိုအမွေတောင်းခိုင်းလိုက်တာရာဟုလာလေးလည်းပဲကိုယ်ဖေပဲဆိုတဲ့အခါကျတော့ရေတင်းနေပဲမြတ်စွာဘုရားနာကပ်ပြီးတော့ကလေးဆိုတော့လည်းပဲဘာတိမှာတော့ဟာကမဲတော့မိမိကပြောလိုက်တယ်ဟာကမဲတော့မထွက်ခင်တော့ကရွှေဦးကြီးလေးလုံးရှိတယ်ဟာကမဲတော့ထွက်သွားတဲ့အခါကျတော့အဲ့ဒီရွှေဦးကြီးလေးလုံးမရှိတော့ဘူးတဲ့အဲ့ဒီရွှေဦးကြီးလေးလုံးကိုသားတော့ကြီးလာတဲ့အခါသုံးဖို့ဆွဲဖို့အမွေပေးပါဒီလိုတောင်းလိုက်တာမြတ်စွာဘုရားကငါသားတော့ရာဟုလာလေးအမွေတော့တောင်းနေပြီဆိုလို့ရှိရင်လောကအမွေကိုတစ်စုံဉာဏ်တစ်စုံနဲ့ကြည့်လိုက်တဲ့အခါတပ်ပိယဉာဏ်နဲ့ကြည့်လိုက်တော့ဧကံမုတ်ကြစัจ जा ဝရိမင်းဖြစ်မယ်စัจ जा ဝရိမင်းဖြစ်ပြီဆိုလို့ရှိရင်အလိုလိုပင်လေကျမ်းမြေမှာရှိနေတဲ့ယရနာတွေကသူ့ရဲ့အသုံးဆောင်တွေအလိုလိုဖြစ်သွားတာဗျစัจ जा ဝရိမင်းဖြစ်ပြီဆိုဒါတွေကိုသုံးသပ်ပြီးတော့နေမယ်ဆိုလို့ရှိရင်တဘဝဒါတဏ္ဍစားပဲဖြစ်မယ်နောက်ပြီးတော့လောကထဲမှာကိလေသာတိုးပွားကြောင်းတွေပဲဖြစ်မယ်ကိလေသာတိုးပွားကြောင်းတွေဖြစ်မယ်ဆိုလို့ရှိရင်တန္တရာထဲမှာမြုပ်လန်းမဲ့သွားလိုက်မယ်တဲ့ငါသားရာဟုလာမင်းအမွေလိုချင်တာဓမ္မဗျာမမဗျာအဖေဗျာပေးရင်တော့လိုချင်တာပေါ့မွေလိုချင်ပြီးကြောင်းလိုက်ခဲ့သူကြောင်းရောက်တဲ့အခါကျတော့ရှင်သာရိပုတ္တရှိတယ်ရှင်မောက္ကလန်ရှိတယ်ရှင်နုရုဒ္ဓရှိတယ်ရှင်မအဲ့ဒီမထေရကြီးတွေမထေရမြတ်ကြီးတွေကကရုံတုံးပေးတဲ့မထေရမြတ်ကြီးကကရုံတုံးဥပ္ပဇေပြုပေးတယ်မထေရမြတ်ကြီးကဥပ္ပဇေပြုပေးဝေဝိပေးတဲ့
ပရိမြကြီးကကိုရင်ဝှက်ပြီးတော့အဲ့ဒီမှာနာမည်ကြီးထကြီးဝါကြီးမထေကြီးတွေကြီးပဲတခါတည်းပေးလိုက်ဘာကြောင့်ပေးရတာလဲဆိုလို့ရှိရင်လောကအမွေပြီးမဲ့ဆိုရင်ဘာတွေနဲ့နေမှလဲဆိုတော့ကိလေသာတန်ရောတဲ့နေနဲ့ပဲနေပြီးတော့တန္တရာတခွင်ခန္ဓာစဉ်တွေမပြတ်မစဲပဲနဲ့ဒုက္ခတွေကြီးပဲပွားစီကြောင့်တရားတွေကြီးပဲဖြစ်တဲ့အတွက်ဒုက္ခသစ္စာတွေကြီးပဲရလိုက်မယ်အဲ့ဒါကြောင့်လောကအမွေကိုမပေးပဲလောကုတ္တရာအမွေဖြစ်တဲ့ရှင်သာမဏေပြုတ်ပေးလိုက်တာတဲ့အဲ့ဒါရှင်သာမဏေပြုတ်ပေးလိုက်တဲ့အခါကျတော့အဲ့ဒီရာဟုလာလေးကမြတ်စွာဘုရားရာဟုလာနဲ့ပတ်သက်ပြီးတော့ဟောကြားတာအများကြီးပဲရာဟုလာတုတ်တန်ဆိုတာရှိတယ်ဒါတွေထားလိုက်တော့ဒုဒကာရကမတွေအဲ့ဒီမှာရာဟုလာလေးတစ်ခါတလေကြားလို့ရှိရင်ညဘက်ကျိန်းတော့မကျင်းအောင်အကုန်လိုက်နာကျင့်သုံးပြီးတော့ပရိမြတ်ကြီးတွေစက်စက်မာရမြတ်စွာဘုရားမာတယ်တရားတော်တရားချင်းကိုရင်ဘွားနဲ့ပဲယန္နာဖြစ်သွားတယ်ယန္နာဖြစ်တော့အဲ့ဒီရာဟုလာလေးဟာတန္တရာတခွင်ခန္ဓာအစဉ်တွေဟာမပြတ်တရဇက်ဖြစ်ချင်းပြည့်ချင်းနှိမ့်ဆက်ခံရတဲ့ဘဝမှာမလွတ်တော်လားလွတ်တော်လားဟိယန္နာဖြစ်သွားပြီးတော့နောက်ဘဝဖြစ်เสียရှိသေးတယ်ဘာကြောင့်လဲနိဗ္ဗာန်မဲ့ဖို့ကိုမျက်မှောက်ပြုသွားလို့တဲ့ဘာကိုမျက်မှောက်ပြုတာနိဗ္ဗာန်ကိုမျက်မှောက်ပြုတာဒီတနည်းပြောမယ်ဆိုရင်နိဗ္ဗာန်ချမ်းသာရောက်သွားလို့ဘာချမ်းသာရောက်တာဟောနိဗ္ဗာန်ချမ်းသာရောက်နိဗ္ဗာန်ချမ်းသာရောက်တယ်ဆိုတာတခြားကြောင့်ရောက်တာလားကိရိတာငြိမ်းလို့ရောက်တာလားတခြားကြောင့်ရောက်တာလားနောက်ပြည့်မဲ့ခန္ဓာတွေမဖြစ်တော့လို့ငြိမ်းတာလားအဲငြိမ်းတဲ့နေရာတခြားလားနိဗ္ဗာန်လားနိဗ္ဗာန်ဆိုတာအမြင်ငြိမ်းတဲ့အနေအေးတဲ့ကျေးဇူးရှင်မဟုတ်ဆရာတော်ဘုရားကြီးမပြောလားပြောလားအမြင်ငြိမ်းအမြင်အေးအနေငြိမ်းတာဘာလဲဟဲ့ဒီဒုက္ခပရိဒေဝဒုက္ခဒေါမနတတွေချုပ်ငြိမ်းတာဘာလဲဟဲ့အသွေရှိသွေတို့ချုပ်ငြိမ်းတာဘာလဲဟဲ့တန္တရာပရိစ္ဆသမုပ္ပါခန္ဓာပရိစ္ဆသမုပ္ပါသာပရိစ္ဆသမုပ္ပါတန္တရာစိတ်ဟဲ့ကြီးပြည့်စဲသွားတာပါလေအေးတို့ယနေ့လူရှင်လူမတွေစက္ကလူတန်းတာလည်းပဲဘယ်လိုအနေထားမျိုးပဲဖြစ်ဖြစ်တန္တရာပရိစ္ဆသမုပ္ပါခန္ဓာပရိစ္ဆသမုပ္ပါတန္တရာစိတ်ဟဲ့ကြီးပြည့်စဲတဲ့နေရာကိုအာယုံပြုပြီးတော့မလူတန်းရမှာလားလူတန်းရမှာလားမြတ်စွာဘုရားပြီးတဲ့အမွေကလောကီအမွေပြီးတာလားလောကုတ္တရာအမွေပြီးတာလားအဲ့ဒီအမွေရမှာတဲ့သာသနာအမွေခံတိုက်တယ်တဲ့ဘာအမွေရမှာလောကုတ္တရာအမွေရမှာဘာအမွေရမှာဘာအမွေခံတိုက်တယ်ဒီပစံရှိပြီးပြီးရောအဲ့ဒါသာသနာအမွေနာမည်ရပါမလားဟေးသာသနာပေါင်းလို့တော်တော်ကြီးမြင့်လိုက်တဲ့လောကုတ္တရာအမွေရမှာသာလည်းသာသနာအမွေရတယ်သာသနာအမွေခံတိုက်တဲ့ဒီဒီမှာတော့ကမီးလှူဒန်းလိုက်တာသတိပေါင်း8000လိုက်တော့ရေကံပေါင်း8000တော့ရေတွင်းပေါင်း8000လိုက်တော့မလူလားလို့လားအရှင်မြတ်တပည့်တော်သာသနာအမွေခံတိုက်ပြီလားဖေမခံတိုက်သေးဘူးတဲ့တကားတော့မီးဟာတပည့်တော်အဲ့ဒါဘာလုံးဝမလဲသာသနာအမွေလိုချင်တယ်ဖေသာသနာအမွေခံခြင်းပါတယ်ဖေရန်တကာရန်မရှင်းမဘုရားတကာဘုရားမကျောင်းတကာကျောင်းမတွေအမိခံခြင်းပါတယ်ဖေအဲ့ဒါဆိုလို့ရှိရင်ကိုသားသမီးသူတော်ဘာသားသမီးတွေကိုသာသနာပေါင်းတွေတုတ်တိတ်ချီးမြှင့်လိုက်မယ်ဆိုလို့ရှိရင်ဘာအမွေခံတိုက်သွားမလဲသာသနာအမွေခံတိုက်ပြီဆိုတော့သာသနာအမွေဆိုတာတရားကိုအာယုံပြုတာလားနိဗ္ဗာန်ကိုအာယုံပြုတာလားတရားကိုအလိုရှိတာလားနိဗ္ဗာန်ကိုအလိုရှိတာလားနိဗ္ဗာန်မဲ့ဖို့ရက်တို့လိုချင်တယ်ဆိုလို့ရှိရင်သာသနာအမွေကိုခံယူနိုင်အောင်မကြိုးစားရမလားကြိုးစားရမလားဟေးအဲ့ဒီဥစ္စာကိုကြိုးစားပြီးတော့လက်ကြံချိန်နဲ့လက်ကြံရွယ်ကိုတန်ဖိုးရှိအသုံးချပြီးတော့ကြိုးစားကြဓမ္မလို့ပဲဥစဉ်များတိုက်တွန်းရင်ဖြင့်ပရမေဇုဒ္ဓမေဇန္နာအသင်္ကတမနုဿရံပရမေဇုဒ္ဓမေဇန္နာအသင်္ကတမနုဿရံနိဗ္ဗာန်မိတိဘာတန္တိဝါနမုဒ္ဒမေတယောဧဇုတံသုတေခြင်းမရှိသောသာသနာအမွေရဲ့နောက်ဆုံးတန်ဖိုးအရှိဆုံးကတခြားလားနိဗ္ဗာန်လားနိဗ္ဗာန်မှာသုတေစရာမရှိဘူးတဲ့သိစရာမရှိဘူးတဲ့အဲ့ဒါကိုအာယုံပြုဟုတ်လားဧဇုတံသုတေခြင်းမရှိသောဣဇန္တံသုတိဟုဆိုအပ်သောအဆုံးကိုလွန်သောသိစရာမရှိဘူးမသိတော့ဘူးဣဇန္တံသုတိဟုဆိုအပ်သောအဆုံးကိုလွန်သောအသင်္ကတံ
ကံစိတ်ဥဒ္ဓအာဟာရဒီဟုသောအကြောင်းတရား၄ပါးပေါင်း၍မပြုတ်ပြင်အပ်သောခင်ဗျားတို့ကျတော့မပြုတ်ပြင်နေတာလားပြုတ်ပြင်နေတာလားပြုတ်လိုက်တဲ့ပုံညာပိသင်္ခါရအပုံညာပိသင်္ခါရကံဒီပြုတ်လိုက်ကံကိုပြင်လိုက်စိတ်ကဒီတိုင်းနေလို့မဖြစ်သေးပါဘူးစိတ်ကိုပြင်လိုက်မပြင်လားပြင်ဒီဟာလေးနဲ့စားလို့မဖြစ်ဘူးခြေလေးနဲ့အခုချိန်ဆိုငပိရဲလေးနဲ့တိုးစရာလေးနဲ့ကိုစားချင်တာရောက်ပြောနေသူကဘာကျွေးမှန်းမသိဘူးဟုတ်လားအဲ့ဒါလေးနဲ့ဘာကိုပြုပြင်အာဟာရဘာကိုပြုပြင်အာဟာရကံရဲ့စိတ်ရဲ့ဒီတိုင်းနေလို့မဖြစ်ဘူးလေပန်ကားလေးဖွင့်အောင်မအေးအကုန်လေးဖွင့်အောင်မရက်တောင်လေးခတ်အောင်မဘာကိုပြုပြင်ဥဒ္ဓအဲ့ဒီ၄မျိုးအချိန်ပြည့်ခင်ဗျားတို့တို့မပြုပြင်နေတာလားပြုပြင်နေတာလားပြုပြင်တာမှန်သမျှတည်ငြိမ်မှုပဲတော့မှမရနိုင်တော့ဘူးတဲ့ခင်ဗျားတို့နောက်ဆုံးမြန်မာနဲ့နိဗ္ဗာန်ဆိုတာကံလည်းပြုပြင်ရမလို့ဘူးကံဆိုတာသုံးသောဘုံနဲ့အတွင်းထဲမှာကံနဲ့မြေတဲ့နိဗ္ဗာန်ဆိုတာကသုံးသောနေမြေကလွတ်သွားပြီတဲ့အဲ့ဒီကံကိုပြုပြင်စရာမလိုတော့ဘူးစိတ်တဲ့မျိုးမျိုးပြုပြင်စရာမလိုတော့ဥဒ္ဓတဲ့အပူအေးမရှိဘူးပြုပြင်စရာမလိုအာဟာရစားစရာတောက်စရာသင်္ကန်းစရာဘာမှမလိုတော့ဘူးအဲ့ဒီနေရာကဘာနေရာလဲနိဗ္ဗာန်ဒါကြောင့်ကံစီဥရဝရဒီသောအကြောင်းတရား၄ပါးပေါင်း၍မပြုပြင်အပ်သောအနောက်တရမိမိတဲ့လွန်မြတ်သောတရားမရှိသောမိမိတဲ့မြတ်တဲ့တရားမရှိတော့ဘူးလောကကြီးကိုလွန်သွားလောကရဲ့ပုံမြတ်လို့လောကုတ္တရာခေါ်တာလောကရဲ့လွန်မြတ်တဲ့တရားဘာတရားအဲ့ဒီလောကုတ္တရာအထုဒိဋ္ဌတရားနာနိဗ္ဗာန်လားနိဗ္ဗာန်ပြည်ခွင်းမလန်းစဉ်တွင်ပေါ်ပေါက်ရာနိဗ္ဗာန်သွားတဲ့လမ်းကြောင်းကိုလှုပ်လို့ပြီဆိုလို့ရှိရင်အနောက်ကျအဟန္တာအယန္တာတွေဘာမှမရှိတော့ဘူးဖြောင်းဖြူးပြီးတော့မဂ္ဂင်၈ပါးလမ်းပေါ်မှာရောက်သွားဒီလိုတရားရသွားတိုင်းတော့နောက်ကစိတ်မချရဘူးစိတ်နောက်ချက်တွေကိုနောက်ချက်တွေကြုံရအဲ့ဒီလမ်းကုသိုလ်ပြုထားတဲ့ပုဂ္ဂိုလ်နိဗ္ဗာန်ကြီးသွားတဲ့အခါမှာအဲ့ဒီလိုအနောက်ချက်မရှိဘူးတဲ့ကိုယ်တဏ္ဍာမှာလည်းပဲတရားနာလိုက်တဲ့တရားဒါကြည်ရမယ်တရားဒါနာမယ်တရားဒါနှလုံးသွင်းရမယ်တရားဒါစဉ်းရမယ်တရားဒါဖျားမယ်တရားဒါမိမိရင်ထဲမှာသိသိထားမယ်တရားဆိုနားလေတယ်တဲ့နိဗ္ဗာန်သွားတဲ့လမ်းဖြောင်းဖြောင်းကြီးအောင်မြင်ကြောင်းဖြောင်းဖြောင်းကြီးဖြောင်းဖြောင်းခရီးသွားနိုင်တယ်တဲ့အဲ့ဒါဘာကုသိုလ်ကြောင့်လဲလမ်းကုသိုလ်ကြောင့်လမ်းမြလမ်းပြင်လမ်းညွန်လည်းလူရင်းစန္ဒပြည့်စုံလာဘဝခရီးဖြောင်းဖြောင်းကျပြီးအောင်မြင်နိဗ္ဗာန်ပြည်ခွင်မလန်းစဉ်တွင်ပေါ်ပေါက်ရာကန္နာသစ်ပင်တောင်ထိပ်တွင်လိမ့်၍ကြလဲဘိမှလွတ်သည်မိကိုရှိခဲ့မှတ်ပြီးတမျိုးရန်သူမျိုးဖေးနှိမ့်ဆက်ဝေး၏ရန်ဘေးတဖန်အောင်နိုင်ကြ၏လင်းမြန်စိမ်မြန်မပင်ပန်းရဤငါးဝမှတ်ကြလန်းလူကြိုးတဲ့အဲ့ဒါလမ်းဟောင်းပြင်တာတို့လမ်းသစ်ဖောက်တာတို့ဒါသိပြီးတော့အရေးကြီးလမ်းရှိမှဘယ်လောက်ကြီးနေရာတွေကောင်းဌာနတွေကောင်းလမ်းမကောင်းလို့ရှိဘူးမလားချိန်ရွေကိုကြောက်တဲ့ဗရမ တွေပြည့်မဲ့ဆိုတော့လမ်းသွားလို့မရဘူးလမ်းပိတ်နေပြီဆိုလို့ရှိရင်ဒါတို့ဘာမှလုပ်လို့မရဘူးဒါကြောင့်ဘဂရီခကြီးသွားတဲ့ပုဂ္ဂိုလ်တွေတော့မှအဲ့ဒီလမ်းမကောင်းရင်သွားလို့အဆင်မပြေသလိုတို့တရားဓမ္မတွေကဒီဘဝဒီခန္ဓာဒီတန်ត្រာနဲ့ဒီယုတ်ဒီနံဒီခန္ဓာကိုမကုန်သေးဘူးတန်ត្រာခန္ဓာမကုန်သေးဘူးဆိုရင်နောက်ဘဝမှာသွားရမှာလားသွားရမှာလားသွားရမယ့်ပုဂ္ဂိုလ်တွေဆိုလို့ရှိရင်ဘာခကြီးသွားရမှာတန်ត្រာခကြီးဘာခကြီးလဲတန်ត្រာခကြီးမှာစိတ်ချမ်းသာကိုယ်ချမ်းသာသွားခြင်းနဲ့ဆိုရင်နဲ့ကိုယ်လန်းလေးကိုယ့်ဘကိုဖောက်တာဘာလန်းလေးဘာဖောက်ပါလဲကိုယ်လန်းကိုဘာနဲ့ဖောက်မလဲဒါနာနဲ့ဖောက်သီလနဲ့ဖောက်ဘာဝနာနဲ့ဖောက်ဘာနဲ့ဖောက်မလဲသီလနဲ့ဖောက်ဘာဝနာနဲ့ဖောက်တဲ့ဒါနသီလဘာဝနာဆိုတာတန်ត្រာခကြီးသွားတဲ့ပုဂ္ဂိုလ်ရဲ့လမ်းကောင်းပဲတဲ့ဒါနသီလဘာဝနာဆိုတာဘယ်လမ်းခကြီးသွားတဲ့ပုဂ္ဂိုလ်ရဲ့လမ်းတန်ត្រာခကြီးတို့တရားဓမ္မတွေကဒီတိုင်းနေမှလားတန်ត្រာခကြီးသွားကြရအောင်မလားတချို့တို့တော်နီးနေပြီနော်တတိထားကြားလားဒီတိုင်းမနေနဲ့တရားအထုတ်တရားတိုင်းတရားနာခုနပြောပြီးတရားဓမ္မတွေခမရတို့တဏ္ဍာမှာနေတိုင်းလောဘဒေါသမောဟမာနဣတ္တမစ္စရိယကိုကိုစားအာလောဘအဲ့ဒါတွေနေပဲနေတာအာလောဘအဒေါသအမောဟနေတဲ့
Son of you to the chili the chain make a matter of good day she there. China, Nelangala, Manaloji, Hundoji, Eta Masia, Era Bumiani, Era Riga, Kili that we, Barule, Erigili that the Garamaritana, Mishula Shila, Eran and Nibi, Eran and Dilua, Simigi Uno, Jala, Mamilgamala, Milgamala, Milga, Jamboodra, Loyela. The Garagamadi go, legend, Jelina, legend, you go, Damboshi, don't charge at them. Bachi never you Damboji, Balo Male, don't chayama, Daja, Ulanigo, Pauta. Ah, mute the beavers of Vido, go, young yet 10 day video, money net. Ah, mutas of Vido level, young yet 10 day video, money net. Amano Joro Kanago, Yellow, my government, Toya, Imamadara, Jana, Tobi, Mamamiaro, Ajam Luzajida, Luta, Tanzajida, Danda, O Hoji, Maluji, Atoji, Debim, Atosian, Delo, Janet, Duga. DJ, yet alone, you know. Wizamala, Wizamala. Will it end or did it? We will tell you, Shini years our. No, Shini years adora. Omale. Oh, Waji Maluji, Warugora, Arana. Oh, Waji Maluji, Atoji, the BMJ, Atoshin, the Lodwa. Lobon. They Luma. Oh, busy goes with Aloji. Bono, young and Lala, Shiva Mala. Me, Mia, Mia, Drukutu, Yuna, Miadali be with her, Drum of United, Miadan be with Yabamala. What busy goes with your home, Peta, Ifini, Sam, Metawa, Wam, Niam, Tayam, Gina, the Abede and Yali, Yam, Miabu. Hoyela, Eda Jow, legend, legend, you would Nambu Tare, so ye. Go, Kulanko, Pautava, Tandra, Leko, Pau, Tana Dila, Bavana, Pisova, Hile, Jaju, Danajo, Banajo, Tanju, Biju, Kuju, Conjurigo, Yamato, Low, Gargamani, Nida, Nida, Kilidane, Kilidane, Navy, Kilidane, the Semi Wood, Randandra, Nedoshi, Miolan, Ozira, Miolan. Yola did not land machine at Duragar Marinaja, Ogo, Tinding Young Yambido, Mani Javane, Gudo Bambo, Rumangla, Boji, Nedi, the Jimba Birojani, Omuga, Chiba Biro, Soya, Kudo Gamu, Azudu, Dama, Dana, Buddha, Hara, Dana, Hara, Buddha, Langudo, Chidoma Bilo, Soya, Kudo Gamu, Azudujan, Lucian, Luman, Yana, Alamo, the Mamma, Duro, the Ian Katin, King Javazi, Joda Katin, Javazi, Joja Katin, Javazi, Javara Katin, Javazi, Nalonze, Asian Javazi, Ule, Jama, Sile, Chanda, Gizi, Oza, Yarana, Saint Jotene, Dole, Tanara Maji was to Ludan and Jagonga, Chanda Jigo Lana, Lan Jigo Saturday, to Ludan and Jagonga. Tadana, Diagamamia, Land, Diagamamia, Pija, Viga, Lucian Lumana, Pija, Viga, Diado, Diamia, Dogolebe, Lele, Google, Lily, Miamia, Yao, Yao, Chinjan, Jogomia, Anton, and Javazi, Gondo, Huyi, better now, to you like Ja, Goya, the D. Jadi kaya, kaya lai online berita segala dunia, pasal dunia pun, no. Siapa video ludi, belum mengelabuji, kita cari yang sebongda, contoh jadi, keting kikala dongga, jadi yuhin tuh ada. Trong Awen Lango, Yada Video, Taswan Damia,
ဘဝင်ခင်းနိုင်ရန်အတွက်လမ်းကုသိုလ်နဝကမ္မကိုစက္ကန့်လှူဒန်းပါ၏ရှင်ဘုရားဆိုတဲ့ကမ္မကြီးထားသူထားနေတယ်ထားလားဒီမိုင်းမထားနဲ့သူထူပြီးလိုက်ကဲကျန်တာရောဒါရောကုသိုလ်ရည်သက်ချမယ်မိမိတို့အာယုံလေးပြုတာမိမိရည်ရထားတဲ့အမေဆိုအမေအဖေဆိုအဖေစိတ်ကောင်းနှလုံးကောင်းစိတ်ကလေးဝမ်းမြောက်ဝမ်းသာလေးထားပြီးတော့ရည်သက်သုံးချအများတန်းပြီးပြီးအားလုံးလိုက်ချူကြအရှင်ဘုရားမိတော်တို့သည်ယနေ့ယခုဘုရားတရားသံဃာအပြင်ယရဏမြတ်သုံးပါးကံကံဤအကြောင်းတရားအကျိုးတရားတို့ကိုယုံကြည်သည့်အားလျော်စွာယနေ့ယခု1389ခုနှစ်သဘောင်းလာပြီကျော်9ရက်နေ့၌ရန်ကုန်တိုင်းဒေသကြီးလေကူခရိုင်လေကူမြို့နယ်မလဲအနောက်ကြီးရွာဝိတိင်ကနေထိုင်ရကုန်သောအလို့ရှင်မြတ်ရှင်လူမဒေါ်လာပုမိသားစုတို့ကရှစ်ဖြာပြိက္ခရာစုံလင်စွာဖြင့်ယင်းနှစ်တိကြသာလယရဏများကိုသာသနာပေါင်းတွင်သို့သွင်းချီးမြှင့်ခြင်းဥပသံပရကုသိုလ်မင်္ဂလာပပိစ္ဆမင်္ဂလာကျင့်ပပြုလုပ်ခြင်းလွန်ခဲ့သောနှစ်ပေါင်းများစွာကဘဝတသွန်ကွယ်လွန်သွားကြကုန်သောနှစ်ဖက်သောမိဘများဖြစ်ကြကုန်သောဥစံပဒေါ်အေကြီးဥကွင်းဒေါ်တိန်တို့နှင့်လူတကာမြတ်ရှိကိုအောင်ထွန်းမတန်းစိုးမောင်အောင်မျိုးနိုင်မတ်ဆွေမြင့်တို့အားဤအလှမင်္ဂလာကုသိုလ်ကောင်းမှုကိုရည်သက်သွန်းချအမြတ်တမ်းပြီးဝေရ၌အထူးတလဲပင့်ပိတ်ထားကအထူးတလဲပင့်ဖိတ်ထားကအထူးတလဲပင့်ဖိတ်ထားကအလူတော်မင်္ဂလာကုသိုလ်အဖျားပြာနှင့်လမ်းကုသိုလ်အဖို့ဘာကကိုဥစံပဒေါ်အေကြီးဥကွင်းဒေါ်တင်ဥမြရှိကိုအောင်ထွန်းမတန်းစိုးမောင်အောင်မျိုးနိုင်မတ်ဆွေမြင့်တို့အားအမြပေးဝေငှပါ၏အမြရ၍ရောက်ရာဘဝဖြစ်ရာဘဝဘုဒ္ဓနာမသာတို့နမောရဏခေါ်ဆိုနိုင်ပြီး၍နတ်နိုင်ဖြစ်သောဘဝတန်သာဝိဗိမာပရိသာပင်အစာအချမ်းအယံအဝတ်အထည်နေစရာထိုင်စရာသမင်းပြောရမကအဝတ်ပစိုးအမျိုးမျိုးတို့ကိုချိန်ပန်းများစွာခံစားစံစားနိုင်ကြပါစေသာစံစားပြီး၍လူနဲ့နိဗ္ဗာန်သုံးတန်းချမ်းသာကိုရပါစေသာရောက်ပါစေသာအရှင်ဘုရားဒီကောင်းမှုကြောင့်ဤတော်တို့သည်အသက်ရှည်သွားခနာပင်ကြောင့်ကျမ်းမာကြောင့်ချမ်းသာကြောင့်လလပါတိုးတဲ့ကြောင့်စိတ်နှလုံးရှင်ပြုံးကြောင့်အကျဉ်းစီအောင်မြင်ကြောင်းကုသိုလ်ပြုနိုင်ကြောင်းသာသနာပြုနိုင်ကြောင်းယံသူမျိုး၅ပါးဖြင့်ကင်းဝေးကြောင်းအ
အနောက်အရှေအဟံအတာအတာအစီကင်းဝေးကြောင့်နိဗ္ဗာန်ကိုရလိုကြောင်းသွန်မွန်တောင်း၍ယနေ့ယခုပြုလုံးဆောင်ရွက်လူဒန်းနာကြပွားများအထောက်ပါ၏ဤကောင်းမှုအဖို့စုကိုရှိဘဝယခုဘဝတောစကြကုန်ပြီးသောကျေးဇူးကြီးမားမိဘဘဝဆရာသမားအစထား၍ကိုဆောင်နှံမန္တဆောင်နှံမန္တအတွင်းပြင်ဆောင်နှံအိမ်ဆောင်နှံအိမ်ဝိုင်းတွင်ပြင်ဆောင်နှံလမ်းဆောင်နှံကျောင်းဆောင်နှံရွာဆောင်နှံမြို့ဆောင်နှံအာဂါကဇုဘုံမဇုယောဂဇုသတုလောကပါဠိအစရှိကုန်သောနတ်မြတ်နတ်ကနတ်ပေါင်းတို့အား၎င်းငရေတနေယမမေနတ်တို့တနေတရားမင်းရေမြေတနေပြည့်ရှင်မင်းတို့အား၎င်းအမြအမြပြီးဝေငါပါ၏အလိုတော်မင်္ဂလာလမ်းကုသိုလ်အမြတ်တမ်းပြီးဝေရ၌သာတို့လူမောရဏခေါ်ဆိုနိုင်ရန်မျိုးလင့်၍စောင့်စား၍နေကြကုန်သောမြင်ရမမြင်ရအဝေးအနီးဆွေမျိုးတော်သောဆွေမျိုးမတော်သောမကျွတ်မလွတ်ကြကုန်သေးသောပုဂ္ဂိုလ်အတိဆွေမျိုးတော်သောဆွေမျိုးမတော်သောမကျွတ်မလွတ်ကြကုန်သေးသောပုဂ္ဂိုလ်အသီးသီးတို့အား၎င်းအမြအမြပြီးဝေငါပါ၏အထူးအားဖြင့်ဦးစံပဒေါ်အေးကြီးဦးကွင်းဒေါ်တေဦးမြရှိကိုအောင်ထွန်းမတ်တန်းဆိုမောင်အောင်မျိုးနိုင်မတ်ဆွေဆွေမြင့်တို့အားအစထား၍30ဘုံကျင်လေကုန်သောဝေနေယဒုက္ခိတာဒုက္ခိတာတတဝါပုဂ္ဂိုလ်အပေါင်းတို့အားအမြအမြပေးဝေငါပါ၏အမြရ၍ဝမ်းမြောက်ဝမ်းသာကျမ်းမာကြသည်ချမ်းသာကြသည်ဝမ်းသာကြသည်သာတို့လူမောရဏခေါ်ဆိုနိုင်ကြသည်ဖြစ်ကြပါစေသာအရှင်ဘုရားဝတ္တုံတရေဤမိပန်သူသီလတို့လည်းတသေမှု၌တည်ပါစေသာအရှင်ဘုရားဦးမြရှိန်တကဝါအာလုံးကြာကြာသမျှကုသိုလ်အမြအမြအမြပြုတော်မူကြပါကုန်လောသာဓုသာဓုသာဓုဦးမြရှိန်တကဝါအာလုံးကြာကြာသမျှကုသိုလ်အမြအမြအမြပြုတော်မူကြပါကုန်လောသာဓုသာဓုသာဓုဦးမြရှိန်တကဝါအာလုံးကြာကြာသမျှကုသိုလ်အမြအမြအမြပြုတော်မူကြပါကုန်လောသာဓုသာဓုသာဓုလောကီလောကုတ္တရအဖျာကောင်းကျိုးများတူဝါအကျိုးများ၍မလန်းဖို့လန်းနိဗ္ဗာန်မထက်တန်းတက်လန်းနိုင်ကြတဲ့သူတော်စင်သူတော်ကောင်းများ
ဖြစ်ကြပါစေဗျာ